လျှက်စစ်ပစ္စည်းတွေကိုပြုပြင်တဲ့အခါလျှက်စစ်မီးဖြတ်ဖို့မမေ့ပါနဲ့မင်္ဂလာပါကျွန်တော်နာတီပါလုံခြုံရေးတင်ငန်းစာအပိုင်း1ကိုတင်ဆက်ပေးပါမယ်6ပိုင်းဘေးကင်းမှုလျှက်စစ်ပစ္စည်းနဲ့အလုပ်လုပ်တိုင်းမီးဖြတ်ဖို့မမေ့ပါနဲ့မင်္ဂလာပါကိုကျွမ်းကျင်မီးခလုတ်ပြတ်နေတယ်လို့ကြားထားပါတယ်ကိန်းကလာရေးတွားပြင်ပေးပါဦးပြုပြင်မှုမစတင်မီတွင်Circuit breaker ကိုပိတ်ပြီး power ထောက်ပံ့မှုကိုဖြတ်တောက်ရန်ငင်းအားလောက်ချရန်မမေ့ပါနှင့်ပတ်လန်း breaker ကိုအသုံးမပြုပါနှင့်ဆိုင်းဘုတ်ကိုဥစွာဆွဲပါကျွန်တော်အခုချက်ချင်းတွားပြင်ပေးပါမယ်ခဏလေးတွင်မီးပြန်လင်းလာပါမယ်သိပါပြီတော့မေ့သွားတယ်ကိစ္စမရှိပါဘူးခဏလေးပဲဆိုတော့မြန်ပြင်လိုက်မယ်ဟေ့ဘသူဘာလုပ်ထားတာလဲမီးမလင်းဘူးဘသူက breaker ကိုချထားပြီးပြန်မတင်တာလဲကိစ္စမရှိပါဘူးငါကင်တွယ်မယ်နေကောင်းလားကျွန်တော်မသိပါစက်ပစ္စည်းများကိုလောလောဆယ်ပြုပြင်နေရရှိသည်ကံကောင်းစွာနဲ့ပဲတစုံတစ်ယောက်ကမီးတွေကိုအချိန်မီပိတ်လိုက်မဟုတ်ရင်ငါဓာတ်လိုက်ခံရပြီးငါအသက်အန္တရာယ်ကြုံလိမ့်မယ်ငါကိုဘယ်သူမှလာမကူညီရင်ငါအန္တရာယ်ဖြစ်လိမ့်မယ်မြန်တက်တာပါစေဗျာနောက်တစ်ချိန် तू မတိတ်ကံကောင်းမှာမဟုတ်ဘူးကိန်းကလာလျှက်စစ်အလုပ်လုပ်တိုင်းတတိပေးပါမီးပိတ်ဖို့မမေ့ပါနဲ့ထို့နောက် circuit breaker ကိုလော့ချရန်တော့ကိုအသုံးပြုပါဆိုင်းဘုတ်လေးချိတ်ပါဆိုင်းဘုတ်မှာမသုံးပါနဲ့ဟုဆိုသည်မြည်သူကိုများလျှက်စစ် breaker ဖြင့်ခိုးယူခြင်းမှာကာကွယ်ရန်တော့မရှိလျင်သို့မဟုတ်ယူဆောင်လာရန်မေ့သွားပါကအသက်အန္တရာယ်ရှိနိုင်သောကြောင့်လျှက်စစ်မီလုံးဝအသုံးမပြုသင့်ပါကျေးဇူးပါဒီအမားကိုငါဘယ်တော့မှမေ့မှာမဟုတ်ဘူးကျွန်တော်ဆက်ပြင်းနေတော့ဘသူ breaker လာတင်သွားလဲတိလားခင်ဗျာတကယ်ကြီးသိချင်တာလားဘသူ breaker ပြန်တင်လိုက်တာလဲဆိုတာကိုလိုက်မစုံစမ်းပါနဲ့တော့အချိန်လေးရောက်ပြီးကျမအိမ်ပြန်ပြီးညစာချက်ရအောင်မယ်ကိုဘာစားခြင်းလဲကျမချက်ပေးခဲ့မယ်အာရီကတော့တကယ်ကိုစိတ်တဘောကောင်းတာပဲဘာဖြစ်အာရီချက်ချင်တာချက်ခဲ့ပါအကိုကတော့ဘာမဆိုအကုန်စားနိုင်ပါတယ်ဗျာဟုတ်ကဲ့ကျမသွားတော့မယ်ပြန်တော့လေစက်မနေပါနဲ့တော့